တနင်္ဂနွေသားသမီးတွေရဲ့တက်တာကံကောင်းစေတဲ့နံပါတ်လည်းပြောလို့ရတယ်ပြီးတော့အချစ်ရေးကဘာနံပါတ်လဲစီးပွားရေးကဘာနံပါတ်လဲအလောက်ကဘာနံပါတ်လဲငွေကဘာနံပါတ်လဲကျမရေးကဘာနံပါတ်လဲဒီလိုအတွက်ပေါ့နော်သုံးသက်ပေးတဲ့ဗီဒီယိုကလစ်လည်းဖြစ်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုကလစ်ကတမိုးရှိတယ်တင်ထားလိုက်ပါပညာလည်းတအားဆုံးပါတယ်เนาะဒါက update ပညာအကောင်လုံးပေါင်းချုပ်ပြီးတော့ပြောတဲ့တနင်္ဂနွေသားသမီးအတွက်အကျိုးပေးတယ်သူကဒီနံပါတ်ကိုသိပြီးသွားလို့ရှိရင်ဖုန်းနံပါတ်မှာရောတခြားနေရာမှာရောလိုတလို့အသုံးပြုလို့ရတယ်เนาะโอเคစစ်ပြီးသွားရစစ်ပြီးသွားလို့ရှိရင်တော့မယ်အဲ့ဒါကဘာလဲဆိုတော့တနင်္ဂနွေသားသမီးရဲ့အချစ်ရေးအရင်လာတနင်္ဂနွေတွေကစိတ်မြင်နော်စိတ်မြင်တယ်သူတို့ကညီးငွေတောင်မကြိုက်ဘူးအပြောင်းအလဲလေးမြင်တယ်နော်ဒါကြောင့်မလို့တနင်္ဂနွေသားသမီးတို့ကနှစ်ဆိုတဲ့နံပါတ်ကိုသူတို့ရဲ့အချစ်ရေးအတွက်ယူထားဖို့လိုအပ်တယ်အဲ့ဒီနံပါတ်ကသူတို့ရဲ့အချစ်ရေးကိုတကယ်လဲတမိုးရှိစွာနဲ့စစ်မှန်တဲ့အခြေရရှိဖို့အတွက်လုပ်ပေးလိုက်မယ်နော်ပြီးတော့တနင်္ဂနွေသားသမီးတွေရဲ့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်တနင်္ဂနွေသားသမီးတွေကပြတ်သားတယ်ဥဆောင်နိုင်စွမ်းရှိတယ်တို့ပေမဲ့အပြောကနားခါတယ်ချောတာအောင်မပြောနိုင်ဘူးအဲ့တော့ညှိနှိုင်းမှုအားမကောင်းဘူးကွာ तू ကဝုံဘာဖြစ်လို့နားမလဲတာလဲအဲ့လိုမျိုးဖြစ်တယ်အဲ့ခါကျတော့တနင်္ဂနွေသားသမီးကပြောဆိုဆက်ဆံပိုင်းမှာပြေပြစ်ဖို့အတွက်ပေါ့နော်လေးဆိုတဲ့နံပါတ်လေးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးပဲ9ဆိုတဲ့နံပါတ်ကိုတနင်္ဂနွေသားသမီးတွေကစီးပွားရေးလုပ်တဲ့အခါကျလို့ရှိရင်ငွေရေးကြေးရေးအစိမ်ပြေဖို့အတွက်9ဆိုတဲ့နံပါတ်လေးတွေကိုအသုံးပြုထားလို့ရှိရင်ပို့ပြီးတော့ထိရောက်တယ်9ဆိုတဲ့နံပါတ်ကပြောရမယ်ဆိုရင်တနင်္ဂနွေသားသမီးအတွက်အရန်နဲ့အကျိုးပေးတယ်1နဲ့9သူတို့ကမိတ်ဖြစ်တယ်သူတို့ကဘော်ဒါလေးတွေအဲ့တော့သူတို့ကဒီ9ဆိုတဲ့နံပါတ်ကအချစ်ရေးအတွက်လည်းအဆင်ပြေစေတယ်အလုပ်အတွက်ဆိုရင်လည်းသူတို့ကမြန်ဆန်ရင်လူတိုင်းကမှားသွားတတ်တယ်အဲ့တော့ချစ်ချင်မှုအားကောင်းဖို့အတွက်ရှိနေပြီးသားသူ့ရဲ့အရေးအချင်းကိုအသေးပြန်စိတ်လိုက်တဲ့အခါကျတော့ quality ကောင်းပေါ့နော်အဲ့လိုမျိုးထွက်လာဖို့အတွက်9က sporting ပေးတယ်နောက်ပြီးတော့အချစ်ရေးမှာတနင်္ဂနွေသားသမီးကခုနအစပိုင်းမှာတစ်ချက်ပြောတယ်လို့မျိုးပဲနည်းနည်းကျန်းတယ်နော်ကျန်းတယ်ညီးငွေတာမဖြစ်ဘူးဒါပေမဲ့လူတွေကအိမ်အောင်တွေပါတွေကြပြီးသွားလို့ရှိရင်စိတ်သွားတိုင်းကိုကလိုက်ပါသွားလို့မရဘူးလေဘာဖြစ်လို့ဆိုတော့သူနဲ့ကိုဆိုတာနှစ်ဦးဖြစ်သွားပြီကိုတယောက်တည်းမဟုတ်တော့ဘူးငါတို့ဆိုတာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီငါနဲ့ထိန်းလိုက်လို့ရှိရင်သူတို့ကအရှိရေးမှလည်းအယမ်းနဲ့သစ္စာရှိလာတယ်နော်စဉ်းစားချင်းချိန်လာတယ်ဒီလိုမျိုးဖြစ်စေတယ်ဒါကြောင့်မလို့ငါဆိုတဲ့နံပါတ်ကတနင်္ဂနွေသားသမီးအတွက်ကဘက်ဆုံးတော်တော်ကောင်းတဲ့နံပါတ်ကလေးဖြစ်တယ်နောက်ပြီးတော့6ဆိုတဲ့နံပါတ်6ဆိုတဲ့နံပါတ်ကတနင်္ဂနွေသားသမီးရဲ့ငွေကြေးကိုအများကြီး sporting ပေးတဲ့နံပါတ်အမွေအနှစ်နံပါတ်လို့လည်းပြောလို့ရတယ်နော်အတိကျတော့ပညာလောကမှာလည်းအဲ့လိုမျိုးပဲ6ဆိုတဲ့နံပါတ်ကပညာ sorry ငွေကြေးစုဆောင်နိုင်စွမ်းရှိတယ်နော်အဲ့ဒီမှာဒီအရာနဲ့လာပြီးတော့ညှိနှိုင်းလိုက်တဲ့အခါကျတော့အရင်ကမှန်နေတယ်ဒါကြောင့်မလို့6ဆိုတဲ့နံပါတ်ဒီတနင်္ဂနွေသားသမီးတို့ရဲ့အမွေအနှစ်နံပါတ်လို့တော့ပြောလို့ရတယ်နောက်ပြီးတော့သူကအဲ့လောက်ထိပဲမဟုတ်ဘူးကြောက်နေရေးကိုလည်း supporting ပေးတယ်ဒါကြောင့်မလို့ဒီလိုနံပါတ်2 4 5 6ဆိုတဲ့နံပါတ်ကတနင်္ဂနွေသားသမီးအတွက်တတာအရန်နဲ့အကျိုးပေးတဲ့နံပါတ်ဖြစ်တယ်အဲ့လိုမျိုးကိုတက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာဒီနံပါတ်ကိုခုနကတိကျအသေးစိတ်ရှင်းပြတယ်လို့မျိုးပေါ့နော်လိုတယ်လို့အသုံးပြုနိုင်တယ်တို့ပေမဲ့ဖုန်းနံပါတ်ထဲမှာကြတော့ location မှန်ဖို့လိုတယ်ဘာဖြစ်လို့လဲဖုန်းနံပါတ်တစ်လုံးဒီလူတစ်ယောက်ရဲ့နော်ရလာမဲ့ရက်လက်လူတစ်ယောက်ရဲ့တွင်ပြင်လက္ခဏာလူတစ်ယောက်ရဲ့သူ့ကိုလူတွေမြင်တဲ့အမြင်သူ့ရဲ့နေမှုထိုင်မှုသူဘယ်လိုပုံစံနဲ့အလုံးလုံးရလဲဘယ်လိုစူးစမ်းရလဲပြီးတော့ तू ကဘယ်လိုပုံစံနဲ့ရလာတဲ့ငွေကိုဘယ်လိုပုံစံနဲ့သုံးတာကအစကွာအသေးစိတ်ရှိတယ်သူ့ကိုဒုက္ခပေးတဲ့နေရာမှာခုနကတစ်ချက်ပြောတဲ့2 4 5 6နံပါတ်ကွာဒါပေမဲ့ဒီ location တစ်ခုကသူ့ကိုဒုက္ခပေးတယ်အဲ့ဒီနံပါတ်အဲ့ဒီနေရာရောက်သွားလို့ရှိရင်လေကောင်းကျိုးပေးတာမဟုတ်ဘဲနဲ့သူ့ကိုဆိုးကျိုးပေးတာကိုဖြစ်သွားစေနိုင်တယ်ဒါကိုလေးလေးနက်နက်အင်ဂျင်ကိုကဝေမျှတယ်သတိပေးတယ်လို့လည်းပြောလို့ရတယ်
နံပါတ်အကြောင်းနဲ့ပတ်သက်ပြီးတော့နံပါတ်ပညာရှင်ကြီးအင်ဂျင်ကိုကတနင်္ဂနွေသားသမီးအတွက်အကျိုးပေးတဲ့နံပါတ်ကို share လုပ်ပေးလိုက်တာဖြစ်ပါတယ်နံပါတ်ကောင်းကိုလိုချင်လို့ရှိရင်အင်ဂျင်ကိုတတိယလို့ရတယ်ဆုံးဖြတ်ချက်ချပြီးဆိုရင်တော့အမြန်ဆုံးဆက်သွယ်ပါဒိတ်ဒိတ်ကျဲနံပါတ်ကလူကြီးမင်းတို့အတွက်စောက်ကြုံနေတယ်